YouTube အခြေခံသင်ခန်းစာများကျွန်တော်ရဲ့ပထမဆုံးအလုပ်3ခုပြီးနောက်သင်ယူခဲ့ရတဲ့အရာတွေကျွန်တော်ရဲ့ပထမဆုံး YouTube ဗီဒီယို3ခုကိုအလုပ်လုပ်ပြီးနောက်မြန်မာနိုင်ငံမှာအစပြုဖန်တီးသူတယောက်အနေနဲ့ကျွန်တော်အများကြီးသင်ယူခဲ့ရပါတယ်သင်ခန်းစာတိတ်တဲဖြတ်ခြင်းသည်အချိန်ယူရသည်ဗီဒီယိုတဲဖြတ်ဖို့စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတာကျွန်တော်သိလာခဲ့တယ်ဗီဒီယိုတိုလေးတစ်ခုတောင်နိုင်ပေါင်းများစွာကြာနိုင်ပါတယ်အမြင်အာရုံဆိုင်ရာအကြံဉာဏ်များလက်တော့တဲဖြတ်ရေးမျက်နှာပြင်ချိန်စရာတဲဖြတ်ခြင်းစာရန်ထိုးများရိုက်ခြင်းသင်ခန်းစာနှင့်ရိုးရှင်းသောဗီဒီယိုများသည်အဆင်ပြေပါသည်အစပြုသူဗီဒီယိုတွေဟာပြီးပြည့်စုံဖို့မလိုအပ်ဘူးဆိုတာကျွန်တော်သင်ယူခဲ့ရပါတယ်အမြင်အာရုံဆိုင်ရာအကြံဉာဏ်များရိုးရှင်းသောကင်မရာတပ်ဆင်မှုကော်ဖီလက်တော့တိတ်ဆိတ်ငြိမ်သက်သောအလုပ်တွင်သင်ခန်းစာ3အလုပ်လုပ်ခြင်းကယုံကြည်မှုကိုပေးတယ်ဗီဒီယိုတွေထုတ်ဝေပြီးတဲ့နောက်မှာကျွန်မပိုပြီးယုံကြည်မှုရှိလာခဲ့တယ်အမြင်အာရုံဆိုင်ရာအကြံဉာဏ်များအလုပ်လုပ်မှုတိုးတက်မှုမှာ YouTube Studio မျက်နှာပြင်ပြုံးရွှင်နေသောဖန်တီးရှင်၏ပုံရိပ်သင်ခန်းစာလေးလေ့ကျင့်ခြင်းကကျွမ်းကျင်မှုတွေကိုတိုးတက်စေတယ်ဗီဒီယိုအသစ်တိုင်းကကျွန်တော်ကိုအသစ်တစ်ခုခုသင်ပေးပါတယ်အမြင်အာရုံဆိုင်ရာအကြံဉာဏ်များမှတ်စုများသင်ယူမှုအိုင်ကွန်များကြီးထွားမှုစရာကာတွန်းကျွန်တော်တစ်ဆင့်ပြီးတစ်ဆင့်သင်ယူနေသေးပါကျွန်တော်ရဲ့ခရီးစဉ်ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ငြိမ်းချမ်းမှုရှိပါစေ Like, share, comment, subscribe လုပ်ပါ